နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့နေဆက်ဖြတ်ကျော်ပြစ်ခတ်မှုနဲ့ပတ်သက်ပြီးမြန်မာတပ်အမတ်ကြီးကိုဘင်္ဂလားဒေ့ရှ်ဆင့်ခေါ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကမနေ့ကဇန်နဝါရီလ23ရက်နေ့နေ့လယ်ပိုင်းမှာဒါကာမြို့မှာရှိတဲ့မြန်မာတပ်အမတ်ကြီးကျော်စိုးမိုးကိုဆင့်ခေါ်ခဲ့ပါတယ်။မကြာသေးမီကကော့စ်ဘဇာတက်ကနေဝါခွက်ရှောင်းအနီးမှာမြန်မာဘက်ကဘင်္ဂလားဒေ့ရှ်ဘက်ကိုတနက်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ်အလွန်စိုးရိမ်ပူပန်မှုတွေဖြစ်ပွားစေခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်ဘက်ကဖော်ပြခဲ့ပါတယ်။တနင်္ဂနွေနေ့ကနေဆက်ဖြတ်ကျော်ပြစ်ခတ်မှုအတွင်းအသက်12နှစ်အရွယ်ဘင်္ဂလားဒေ့ရှ်မိန်းကလေးငယ်တဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအကြောင်းမဲ့ပြစ်ခတ်မှုဟာနိုင်ငံတကာဥပဒေကိုပြောင်ပြောင်တင်းတင်းရှိုးဖောက်လိုက်တာဖြစ်ပြီးကောင်းမွန်တဲ့အင်းကြီးချင်းဆက်ဆံရေးကိုလည်းအဟန့်အတားဖြစ်စေတယ်လို့ဘင်္ဂလားဒေ့ရှ်ဘက်ကသတိပေးခဲ့ကြောင်းဒါကာထရင်းဗျူမှာသတင်းဖော်ပြပါရရှင်။